ဇိုင်းဘန်ကလည်းလ display ဘန်ကလည်းပါဆိုတော့ဒီဖုန်းကိုပေါ့ performance ဘက်မှာ weight shot ထားလားလို့မိတ်ဆွေထင်တော့မှားသွားလိမ့်မယ်ပေါ့နော် Tecno ရဲ့ Power series ဆိုတာ performance ဘက်မှာဘယ်တော့မှ weight shot ခဲ့ဆိုတာမရှိဘူးဒီဖုန်းမှာဆိုလို့ရှိရင်ဗျာ performance ဘက်မှာပို့ပြီးတော့မှ upgrade လုပ်ထားပေးရပါတော့ game ကြာဆော့ကျင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းသူက cooling system အတွက်ဆိုလို့ရှိရင် 11 layer hyper cooling system ကိုအသုံးပြုပေးထားတာဖြစ်တဲ့ကြောင့် game ကိုအချိန်ကြာကြီးကစားမယ်ဆိုလို့ရှိရင်ဒီဖုန်းကလုံးဝတာမဲ့တော်တော်လေးဖြစ်သွားမှာမဟုတ်Tecno ရဲ့ Power series ဆိုတာကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အရင်ကမှပေါက်တဲ့ series လို့ပြောလို့ရတယ်။ပေါက်တယ်ဆိုတာကလည်းဗျာဒီဇိုင်းကလည်းလာတယ်ပေးရဈေးနဲ့ပြန်ရ quality ကလည်းတကယ်မှကောင်းတယ်တကယ်မှကောင်းမွန်တဲ့ performance ကိုပြန်ပြီးတော့ရတယ်။ဈေးနှုန်းတွေလည်းတင့်တယ်ဆိုတော့မြန်မာချစ်ဖုန်းကိုtop 10ပေါ့နော် top 10တော့မဟုတ်ပါဘူး top 5လောက်စီမယ်ဆိုလို့ရှိရင်တော့တေချာပေါက် top 5ထဲမှာ Power series ကပါတာတေးကြတယ်အခုဆိုလို့ရှိရင်တော့ Tecno ရဲ့ Power series ကဒီနှစ်မှာအသစ်နေနဲ့ Power 7ရဲ့ Power 7 Cup 5G ဆိုပြီးတော့စုစုပေါင်းနှလုံးထွက်လာပြီဒီဖုန်းနှလုံးရဲ့ appearance ကိုပြရင်ねဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် Power 7 Cup 5G ကိုကျွန်တော်နေ first impression video လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ MM ပါဒီဖုန်းကိုပထမဆုံးပြောရမယ်ဆိုလို့ရှိရင်တော့အထူနဲ့အလေးချိန်ပဲစကြတယ်ဒီဖုန်းဒီ189 gram ပဲလေးတယ်ဆိုတော့ဒီဖုန်းဒီပေါ့လေး9.5 mm ပဲထူတာဖြစ်တော့ပါလေးဒီလောက်ဖုန်းပေါ့လေးကိုမှသူက curve လေးလုပ်ပေးထားတာဖြစ်တဲ့ကြောင့် Power series မှာဒီဇိုင်းဘက်မှာကျွန်တော်စိတ်ထဲမှာအရန်မှာထူးခြားနေဆိုတဲ့ခံစားချက်ကိုအပြည့်အဝရတယ်ပြီးတော့ curve display မှာတော်တော်များများကြုံတွေ့ရပြဿနာဆိုလို့ရှိရင်ဒီချင်းနေရကြီးနေပေါ့နော်ဒီဖုန်းမှာဆိုလို့ရှိရင်သူကဘေးပေါက်နေရလဲ curve ဖြစ်တာဖြစ်တဲ့ကြောင့်မရှိသလောက်ဖြစ်တယ်ပြီးတော့အပေါ်ကပေါ့နော် head နဲ့အောက်ကချင်းရဆိုလို့ရှိရင်လေပါလေးဖြစ်တာဖြစ်တဲ့ကြောင့် full view ဖြစ်တဲ့ experience ကိုအပြည့်အဝရတယ်သူကဘေးပေါက်ကဘယ်လောက်ထိ curve ဖြစ်လဲဆိုတော့55 degree ထိ curve ဖြစ်တာကျွန်တော်တို့ကတွေ့ရတယ်အယောင်300မှာဆိုလို့ရှိရင်အနောက်ဘက်က texture တွေကတစ်လုံးနဲ့တစ်လုံးမတူဘူးပေါ့နော်အဲ့ချက်ကအယောင်မှာမိုက်တယ်လို့ကျွန်တော်တို့ပြင်တယ် camera module ကကျွန်တော်တို့အရင်တော့တစ်ခါမှမမြင်ဘူးတဲ့ camera module လို့ပုံစံမျိုးနဲ့ထူးခြားပြီးတော့တက်ရက်နေအောင်လုပ်ပြီးသားကျွန်တော်တို့တွေ့ရတယ်အဓိကတော့ body နဲ့ frame ပဲပေါ့နော် body နဲ့ frame မှာဆိုလို့ရှိရင်အယောင်မှာအကျန်းခံတဲ့ material တွေကိုအသုံးပြုပေးထားတာဖြစ်တဲ့ကြောင့်လက်ထဲမှာကင်ထားမယ်ဆိုလို့ရှိရင်အယောင်မှာ comfortable ဖြစ်တယ်အဓိကဘေးမှာရှိ button ပေါ့နော်သူ့ရဲ့ button ကဆိုလို့ရှိရင်နှိပ်လို့ရှိရင်ဗျာလုံးဝဟိုချိတ်ဖြစ်တဲ့ခံစားချက်ကိုမရဘူးနော်အယောင်မှာ clicky ဖြစ်တယ်ဆိုတော့ feeling ကိုအပြည့်အဝရတယ်100ပေါ့လေးနဲ့အယောင်မှာ comfortable ဖြစ်ပြီးအယောင်မှာ build quality ကတိုးတက်လာကျွန်တော်အနေနဲ့ချီးကျူးခြင်းဒီဇိုင်းနဲ့မိုက်တာလားဆိုတော့လည်းမဟုတ် display ကဆိုလို့ရှိရင်6.9 လက်မရှိတဲ့ display မှာ AMOLED screen နဲ့လာမယ် Full HD Plus resolution ရဒီမှာတခုပြောစရာရှိတာကျွန်တော်ဒီရက်ပိုင်းမှာဖုန်းတွေအများကြီး review တွေလုပ်ခဲ့တယ်120Hz 120Hz အဲ့ဒါတွေကလေကျွန်တော်ပါစက်တင်ပါဗျာဟိုတချင်းဆိုသလိုမျိုးအချိန်ပေါင်းများစွာပြောခဲ့ရပါတော့ဒီဖုန်းက 120Hz မဟုတ် 144Hz ပါတာဖြစ်တဲ့ကြောင့် screen smoothness ကဗျာသုံးရတဲ့ feeling ပို့ရတဲ့ feeling လောက fruit နဲ့တော့အရှောင်းမှရတာရှိဒါပြုံမှာမကဘဲနဲ့ high frequency PWM dimming ပါဝင်တာဖြစ်တဲ့ကြောင့်မျက်စိထိခိုက်မှုကိုအရင်ကမှ short ချပေးရပါတော့ပါဝင်တဲ့ PWM dimming ကိုအတိအကျပြောရမယ်ဆိုလို့ရှိရင်တော့2160 Hz PWM dimming ပါဝင်တာဖြစ်တဲ့ကြောင့်မျက်စိထိခိုက်မှုကိုအများကြီးမှ short ချပေးဆက်ပြီးတော့ပြောပြချင်တာဒီဖုန်းကိုသုံးကအရင်မှပြောစရာကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့ screen to battery ratio ဆိုလို့ရှိရင်93.8% ရှိတာဖြစ်တဲ့ကြောင့်သုံးရတဲ့ feeling တွေကြည့်ရတဲ့ full view experience ကအရန်ကိုမှအရသာရှိရလို့ကျွန်တော်တို့ပြောချင်တယ်ပေါ့နော်brightness နဲ့ပြောရမယ်ဆိုလို့ရှိရင်1000 np brightness ပါတာဖြစ်တဲ့ကြောင့်သူကနေကင်းနေအောင်အောက်မှာသုံးမယ်ဆိုလို့ရှိရင်အဆင်ပြေပြေသုံးလို့ရကျွန်တော်တို့ကတွေ့ရပါတော့ပြောမယ်ဆိုလို့ရှိရင်ဗျာဒီ Power series ပါဆိုလို့ရှိရင်ဒီလို curve display နဲ့လာကျွန်တော်အနေနဲ့အရင်မှသဘောကျတယ်သူ့ရဲ့ဒီ entertainment experience ကလည်းအရင်မှ immersive ဖြစ်တယ် AMOLED display ပါတာဖြစ်တဲ့အတွက်ကြောင့် under display fingerprint scanner ကိုအသုံးပြုလို့ရတယ်သူ့ရဲ့ under display fingerprint scanner ကဘယ်လောက်ထိရောမြန်လဲဆိုတော့ဗျာထိလိုက်တာနဲ့ထိပွင့်မယ်အရင်မှ fresh ဖြစ်တယ်လို့ပြောချင်တယ်ဇိုင်းဘန်ကလည်းလ display ဘန်ကလည်းပါဆိုတော့ဒီဖုန်းကိုပေါ့ performance ဘက်မှာ weight shot ထားလားလို့မိတ်ဆွေထင်တော့မှားသွားလိမ့်မယ်ပေါ့နော် Tecno ရဲ့ Power series ဆိုတာ performance ဘက်မှာဘယ်တော့မှ weight shot ခဲ့ဆိုတာမရှိဘူးဒီဖုန်းမှာဆိုလို့ရှိရင်ဗျာ performance ဘက်မှာပို့ပြီးတော့မှ upgrade လုပ်ထားပေးရပါတော့ Dimensity 9300 Ultimate နဲ့လာတာကျွန်တော်တို့တွေ့ရPower 6 Pro ကကျွန်တော်မှတ်မိသေးဗျာ Dimensity 6080ကိုသုံးပေးထားတော့မှတော်တော်ကြီးကိုမှအဆင်ပြေခဲ့တယ်သုံးဖို့ရလူတွေလည်းအတိအကျတဲ့ဗီဒီယိုတွေလုပ်ခဲ့မှုတယ်ပေါ့နော်အခုပို့ပြီးတော့ upgrade ဖြစ်လာတော့အရောင်းမှသဘောကျတယ်CPU က outer core processors ဖြစ်တယ် 144Hz peripheral ပါတာဖြစ်တဲ့ကြောင့် game ဆော့ကျွန်တော်ဒီ social media ပဲတုံးအရန်မှ fresh ဖြစ်တယ်ဆိုတဲ့ experience ကိုအပြည့်အဝပေးနိုင်တယ်လို့ကျွန်တော်ပြောချင်တယ် UI မှာဆိုလို့ရှိရင်တော့ iOS 15ကိုမှ Android 15နဲ့လာမယ်သူက RAM ကတော့ 8GB RAM storage ကကြောင့် 256GB storage ပါဝင်တာဖြစ်တဲ့ကြောင့် storage ကလည်းအရှံပဲပေါ့နော်ဆိုတော့ကိုကလုံးဝ storage ပြန်သုံးနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီဖုန်းလေးကအရောင်းမှအဆင်ပြေAI ဘက်မှာဆိုလို့ရှိရင်လည်း Ella AI Assistant, AI Voice Brain, AI Auto Call Answering, AI Power Features တွေလည်းပါဝင်တာဖြစ်တဲ့အတွက်ကြောင့်အရောင်းမှအဆင်ပြေ
game ကြကြဆော့ကျင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းသူက cooling system အတွက်ဆိုလို့ရှိရင်11 layer hyper cooling system ကိုအသုံးပြုပေးထားတာဖြစ်တဲ့ကြောင့် game ကိုအချိန်ကြာကြီးကစားမယ်ဆိုလို့ရှိရင်ဒီဖုန်းကလုံးဝတာမဲ့တော်တော်လေးဖြစ်သွားမှာမဟုတ်နောက်ကျောဘက်မှာဆိုလို့ရှိရင်တော့ကင်မရာနှလုံးပါပါနော်64 megapixel main camera 2 megapixel depth ဆိုပြီးတော့နှစ်ခုပါတယ်ပါနော်ဒီမှာတစ်ခုပြောရမှာက Tecno ရဲ့ Power series ဒီသူကင်မရာအသားပေး series တော့မဟုတ်ဘူးသူ performance အသားပေး series ဒါပေမဲ့ကင်မရာဘိုင်းမှာဆိုလို့ရှိရင်လည်းမညံ့ဘူးသူကသူ daylight bridge speed တဲ့နေရာအလင်းကောင်းကောင်းရတဲ့နေရာမှာရိုက်မယ်ဆိုလို့ရှိရင်ပုံထွက်တွေကတော်တော်လေးဦးမှာကောင်းနေပါတော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော် sample ရိုက်ထားတဲ့ပုံလေးပြပေးရတယ် color contrast ဘိုင်းမှာဆိုလို့ရှိရင်လုံးဝလက်ခံလို့ရတယ်အရောင်းမှာအဆင်ပြေတဲ့ color contrast တွေပိုင်ဆိုင်ထားတဲ့ပုံတွေကိုဖန်တီးလို့ရကျွန်တော်တို့ကတွေ့ရတယ်ဘက်ထရီနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့9000 mAh ဘက်ထရီကိုပေါ့45 watt fast charging နဲ့လာတယ်ဆိုတော့အားပြန်သွင်းမယ်ဆိုလို့ရှိရင်လည်း0ကနေပြီးတော့100 ထိကိုမိနစ်90နဲ့အားပြန်သွင်းလို့ရကျွန်တော်တို့ကတွေ့ရပါတော့ပိုကောင်းတဲ့ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းဒီကျွန်တော် game တွေပါကစားမယ်ရုပ်ရှင်တွေပါကြည့်ဖို့အတွက်ဆိုလို့ရှိရင်သူကအတန်အတွက်ဆိုလို့ရှိရင် sound quality ကိုအကောင်းဆုံးရအောင် Dolby Atmos speaker ကိုအသုံးပြုပေးထားတယ်ဆိုတော့ display ဘက်မှာလည်းကောင်းတယ်အတန်အတွက်ဘက်မှာလည်းကောင်းတာဖြစ်တဲ့ကြောင့် media consumption experience ကိုအပြည့်အဝပေးနိုင်တဲ့ဖုန်းလုံးလို့ကျွန်တော်ပြောချင်တယ်အရင်တော့ Tecno ရဲ့ Power series ဆိုတာဗျာဈေးနှုန်းတင်းတင်းနဲ့ game ကို heavy ကစားခြင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်အရောက်မှအဆင်ပြေဆိုပြီးတော့ကျွန်တော်ဗီဒီယိုတွေမှာကြုံခဲ့ဖူးတယ်ပေါ့နော်ဒါပေမဲ့ Tecno ရဲ့ Power 7 Cup 5G အားဆိုလို့ရှိရင်တကယ်ကိုမှ all round တဲ့ညွှန်းလို့ကောင်းတဲ့ဖုန်းတစ်လုံးလို့ကျွန်တော်ပြောချင်တယ်ဘာလို့ဆိုတော့ design ဘက်မှာအရန်ကိုမှမိုက်တယ်ပြီးတော့ပါပေါ့လေးနဲ့ display ကအရင်မှကောင်းတယ် game ဆော့မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဘက်ထရီကလည်းအားဝင်တာလည်းမြန်တယ် battery size ကလည်းကြီးတယ်ဆိုတော့တကယ်ကိုမှ all round တဲ့အဆင်ပြေတယ်ဘာမှတိတ်ပြီးအပြည့်ပြောစရာမရှိဘူးပေါ့နော်ဆိုတော့ကဒီဖုန်းဒီမိတ်ဆွေကသာ Power series panel ဖြစ်တယ် game တစ်ခုတည်းဆော့ချင်တာမဟုတ်ဘဲနဲ့ all round တဲ့ကို share သုံးနေတယ် Power series လည်းဖြစ်ရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းမှတပါအခြားရွေးချယ်ပေးစရာမရှိပါဘူးလို့ပြောနေပဲဗီဒီယိုလေးဒီမှာပဲသုံးသပ်ပေးချင်ပါတယ်ခင်ဗျာ